မင်္ဂလာပါမစပင်းဘလိုပုံစံလေးလုပ်နေ လူပုံစံလေးလုပ်ချင်လို့လေ ဘလိုပုံစံလေးဟုတ်တော်တော်အဖျားလေးကောက်ထားတာနော်အညက်တော့ညက်ဘလိုပုံစံလေးနော်စပင်းကတော့အရှိပဲရှေးပဲဆိုတော့သူ့လောက်တော့နည်းနည်းညှက်မှာတော့မမစပင်းလည်းနည်းနည်းတော့ပါတယ်နော်စပင်းပိုင်းကြွက်လာ ကျွတ်တယ်အရင်ကကျွတ်တယ် ကြွက်ပြောမယ်ကန်ကျင်နောက်တစ်ခေါက်ထပ်ထိမှာဆိုတော့အဲ့လိုဒီစီထွေးမှလည်းတွဲယူပေးလိုက်မယ်လေအဲ့ဆိုလို့ရှိရင်ဟိုကစပင်းလေးဆူဆူပြောင်းလေးလည်းဖြတ်သွားမယ်ပြီးတော့ကြွက်တာပါညာဆိုလို့ရှိရင်လည်းတတ်တာသွားမယ်အဲ့ထွေးမှလည်းတအားကောင်းတယ်လေဟိုကစပင်းနည်းနည်းပါးတယ်ဒီကဆန်လုံးလေးတော့ထောက်သွားတယ်နော်အဲ့တော့